ဒီနေ့ကန်နေစုတ်ကောင်းနေဓမ္မပြဲနေလာတဲ့ဧည့်သည်တွေကမှလက်ဆောင်ပြီးသွားတယ်အိမ်လာပြီးပါလဲဆိုရင်ဒါကနိုင်ငံကျော်လက်ဆောင်ပြီးသွားတယ်ဘယ်ဆိုကြောင့်ဒီကဘုရားလက်ဆောင်ပြီးသွားတယ်ပြီးတော့သူယူလာတာနှစ်ပြန်ကျော်တော့ခွဲပြီးပြီးသွားတယ်အထက်မှာလက်ဖက်ချင်းဆက်လေးလည်းပြီးသွားတော့ခွဲပြီးသွားပကောင်းကောင်းမကောင်းကဲစစ်ကောင်းနေတယ်။ဒီနေ့အိမ်လာတဲ့ခါကျတော့စိတ်ကနေပါလေသွားခြင်းနဲ့မြရတယ်ပါရှင်းပြောလို့ခေါ်သွားပြီးမယ်လို့ဆိုတော့သမင်းမနေ့ကတော့လည်းဒီမနေ့ကပစုံလေးနဲ့ပဲချက်ပြီးတော့သမင်းရိုက်ထည့်ပြီးတော့တောက်ဖို့ပြီးတယ်။မီနီလေးပဲအိမ်နဲ့မီနီလေးဆိုတာနည်းနည်းတော့ပေါ့နော်။ဒီမနေ့သမင်းစားတဲ့ချိန်7နိုင်လောက်တောက်ဖို့ပြီးအဲ့နဲ့သူကလည်းအဲ့သမင်းကြိုက်တွေပါလေမိုးချုပ်ဘက်ကိုယူလာရင်ပြန်ယူလာရင်လည်းလက်ဆောင်ပစ္စည်းလေးယူလာပြီးတယ်။မစားတာတော့ကြံနေလက်ဖက်တို့နှစ်ပြန်ကြုံလို့အဓိကတော့လက်ဖက်စားတယ်ဒီမှာလက်ဖက်မရအောင်ဂျင်းတုတ်စားလို့ရတယ်ပုတ်ပုတ်လုပ်စားလို့ရတယ်လက်ဖက်မရှိဘူးနှစ်ပြန်ကြော်လေးရတယ်ပုတ်ပုတ်လုပ်လို့ရတယ်ဒီမှာပဲကြော်တွေကရှိဒါဒီစမ်းလက်ဖက်ကအဓိကပစုံကြဒီမှာမရှိတော့ပို့ပြီးလုပ်ရတယ်ပစုံကြအခုကအစင်းလေးရပါပြီတော့သူ့ကိုစေတနာထားတော့သူလည်းသူ့ကိုကြံကြည့်တယ်ပြန်လက်ဆောင်လေးလာပြီအော်မရှိသေးတယ်ဒါကနိုင်ခဲ့ကြော်မျိုးပြီးနိုင်တယ်တော့တိုက်စီလို့ရတနာတော့တော့တိုက်စီတော့ကန်ကောင်းနေတယ်သူတို့ပြောရတယ်သူလာပြီးလိမ့်မယ်လို့မထင်ဘူးစားတော့လေကရမ်းကြိုင်လည်းတော့စားမယ်